သွားခြင်းနဲ့သွားကြပေါ့လူပြီးဖြစ်လာခြင်းရဲ့လူဖြစ်လာခြင်းရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတာကိုမေးဖို့လိုတယ်ကိုကဒီတိုင်းပဲတမရိုးကြလမ်းဟောင်းကြီးတိုင်းဒီတန်တရားဆက်ရဟက်ကြီးလဲတယ်လို့ပဲကိုရှိရဘိုးဘွားတွေလဲဒီလိုပဲလှုပ်သွားကိုလည်းအဲ့လိုပဲအဲ့လမ်းကြောင်းတိုင်းပဲအသေးခံမယ်ဆိုရင်တော့လည်းမတတ်နိုင်ဘူးပေါ့ဟိုဖုံငယ်လေးကအဲ့ကိုအဲ့ဒီမေးခွန်းမေးတယ်မေးပြီးတော့ငါရောဒီလိုအဖြစ်ခံမှာလုံးဝအဖြစ်မခံနိုင်ဘူးငါအဖိုးဘွားတွေဒီလိုပဲပိုင်တယ်နော်ဒီလိုပဲစီးပွားရေးလုပ်ပြီးတည်သွားကြတာငါရောဒီလိုလုပ်ပြီးအသေးခံမှာအဲ့ဒါလူပြီလားဘာအနှစ်သာရရှိဘာအသေးပဲရှိဖောင်းမအသေးပဲမရှိဘူးတော်ပြီငါဘွားရောဒီလိုမျိုးအဲ့လိုတမရိုးကြဘဝကြီးနဲ့တော့ငါဘွားကိုအဆုံးသက်မခံနိုင်ဘူးဒီထက်အသေးပဲရှိတယ်ဒီထက်အသေးပဲရှိဖို့ငါဘာလုပ်တင်တယ်လဲကိုအတွေ့တယ်တုံးတက်တယ်တုံးတက်တော့ဒီတရားဓမ္မပဲတွေ့တယ်အဲ့တော့ဘုန်းတော်ဒီဓမ္မနဲ့ပဲဘုန်းတော်ဖောက်ထွက်တာအဲ့ကြောင့်မလို့ဘုန်းပြောတယ်တချို့တရားဓမ္မတွေပြောတယ်လေဘုန်းပြဒီလိုတရားထုတ်ခြင်းနဲ့အချိန်နေမပေးလို့ပါဘုန်းလည်းပြေးတာ哦အချိန်နေမပေးဘူးဆိုတာကလောကကြီးကဘယ်တော့မှအချိန်နေပေးမှာမဟုတ်ဘူးအဲ့ဒါတွေတည်ထားဘာလဲလဲဘယ်တော့မှတရားထုတ်ဖို့ဆိုပြီးတော့အချိန်ရော့နေမင်းကြိုက်တာလို့တော့အချိန်ပေးမလားတည်တဲ့ဒီအောက်နော်ဘုန်းတော်တုတ်တန်ရောက်တော့တဲ့သူတွေလည်းမေးကြည့်မင်းလို့အားသွားလားဆိုရင်မအားဘူးတာအတွက်တမီးအတွက်ယောက်ျားအတွက်မိန်းမအတွက်ငါဘာအတွက်ညာအတွက်ဒါလှုပ်ရင်လည်းပဲသူတို့အသက်တွေကြီးမှမသိအချိန်တွေကုန်မှမသိတည်ကုန်ကြတာနော်အဲ့တော့တည်တဲ့တရားထုတ်ဖို့ဆိုတာအချိန်တွေပေးဖို့ဆိုတာမလွယ်ပါဘူးအဲ့တော့အခွင့်အရေးဆိုတာကကိုယ့်ကြမှာကိုဖန်တီးရမယ်ဆိုတဲ့ဟိုအရင်ဒါဖာစာဘာလာခေတ်ကနိုင်ငံရေးစကားလုံးလို့ပဲကိုယ့်ကြမှာကိုကဘာဖြစ်ချင်တာလဲကိုဖြစ်ချင်တဲ့အရာတစ်ခုကိုလိုချင်ပြီလှုပ်ချင်ပြီဆိုရင်တော့တစ်ခုလိုချင်တစ်ခုတော့ရင်းရမှာပဲပြတ်သားရမှာပဲကိုတရားလိုချင်တော့တချို့စီးပွားရေးတချို့ကဏ္ဍတွေစွန့်လွတ်တင်စွန့်လွတ်ရမှာပဲငွေလဲလိုချင်တယ်တရားလဲရချင်တယ်ဟောလဲရချင်တယ်ဆိုရင်တော့မလွယ်ဘူးနော်အဲ့ဒါဆိုတော့အချိန်တွေကတော့ဘယ်တော့မှပေးမှာမဟုတ်ဘူးကိုပေးအောင်ပဲလုပ်ရမှာဥပမာဖုံဆိုရင်လည်းဖုံကြီးဝက်လာပေါ့လုံးဝအချိန်တွေမပေးဘူးမိဘလည်းခွင့်မပြုဘူးအမျိုးတွေလည်းခွင့်မပြုဘူးပတ်ဝန်းကျင်တယောက်မှဖုံတာခွင့်မပြုဘူးဖုံကြီးဝက်တာကိုရင်ဝက်မယ်ဒါဆယ်နောက်ပြီးကိုရင်ဝက်တယ်ဆိုရင်အဲ့တော့သူတို့ကနှမျောလို့တယ်ဗျာအမှန်တာတို့ခေါ်ရမှာဖုံကိုရင်ဝက်တာသူတို့ဟာတဲ့အရာနှမျောဆရာလေးဆိုကိုကတည်သွားတာကြာနေရပဲအမျိုးတွေကဟာတဲ့ဘာလို့မှလဲတဲ့ကိုရင်ဘွားဘုန်းကြီးဘွားနော်သူတို့ကအဲ့လိုဒီအိုနာကြိုးကမ်းမှာဘုန်းကြီးဝက်စေချင်ကြတဲ့သဘောဖြစ်နေတယ်ဒါမကောင်းကြောင်းဖို့လို့ဖြစ်နေတယ်အဲ့ဘုန်းကြီးဝက်မှာနှမျောကြတာလေဗျာအဲ့တချို့ကနှမျောပြီးငိုတဲ့သူတောင်ရှိတယ်အဲ့မှာဘုန်းကဟာကောင်းတဲ့အလုပ်လုပ်တာကိုကလူဘွားနဲ့နေကြတဲ့ဘွားကိုရောက်သွားတယ်ဆိုရင်တော့ဒါနှမျောတယ်ဆိုရင်နားနဲ့ထားပါတော့လူဘွားတဲ့အစိမ့်မြင့်တဲ့ဘွားဟောလာတာသူကနှမျောတယ်ဆိုတော့အမှလွဲတယ်အဲ့လိုပေါ့နော်ဘုန်းကြီးများစုကလည်းအဲ့ဒါအရေးချင်းမရှိတဲ့သူတွေဘုန်းကြီးဝတ်တာလည်းများတော့မကောင်းကြောင်းဖို့မိဘမဲ့တွေအရေးချင်းမရှိတဲ့လူတွေသာသနာအကြောင်းပြပြီးတော့ဒါလက်ကြောမသိတဲ့သူတွေကလည်းဘုန်းကြီးတွေအခုခေတ်တော်တော်များလာတယ်များလာတဲ့အခါကျတော့စိုးတဲ့သူတွေပဲဘုန်းကြီးဝတ်တယ်လို့ဖြစ်နေပြောင်းပြန်ဖြစ်နေအရင်ခေတ်ကဘုရားရှင်လက်ထက်ကကျတော့တကယ်ပညာရှိတွေတကယ်ဘယင်တွေမင်းမျိုးမင်းနွယ်တွေမင်းကြီးမင်းသားတွေတကယ်ဒါပညာတတ်တွေအစစ်တမ်းရှိတဲ့သူတွေတကယ်အဲ့လိုတထေးတကြွတွေဘုန်းကြီးဝတ်တာများတယ်အခုခေတ်ကြတော့အဲ့လိုပြုတ်တော့ကတွေဘုန်းကြီးသွားဝဲသွားတကြံတွေထိန်းရတာခက်တယ်သွားအရက်တောင်းမဲ့သူဘုန်းကြီးသွားဝဲအဲ့တင်ငန်းဝတ်ပြီးကြောင်းပို့လိုက်အဲ့မကောင်းကြောင်းပို့အဲ့တင်ငန်းကားနဲ့ကိုယ့်ကာယရှောက်လို့လိုင်းပေါ်တွေကောက်တင်တင်ငန်းကိုယ့်ကာယနဲ့လောက်တော့ဗာဖြစ်လေမကိုတော်တွေဘာဖြစ်နေပြီးတော့ပြောဘုန်းကြီးတွေအကုန်ဒါဝလုံးချင်းနဲ့တိန်ကြုံရိုက်ကောနော်ကောင်းတဲ့ဘုန်းကြီးတွေကြတော့သူတို့မမြင်တော့ဘူးစိုးတဲ့ဘုန်းကြီးမြင်လိုက်တာနဲ့ဒါဟိုဒုံလေဘက်တွေကတင်ငန်းဝတ်ပြီးကိုယ့်ကာယရှောက်လို့လိုင်းပေါ်တွေတင်ဗီဒီယိုတွေရိုက်အဲ့ဒါကြည့်ဘုန်းကြီးတိုင်းဒီတိုင်းပဲဆိုတော့အဲ့ဒီတလွဲစကလုံးကြီးနဲ့ကောင်းတဲ့ဘုန်းကြီးတွေမှာတိန်ကြုံပြီးတော့ပြစ်မှာစော်ကားဘာလို့လွဲကုန်တော့ကဲထားတော့အဲ့လိုမျိုးမဖြစ်စေရဘူးပေါ့နော်ဘုံဘုံလည်းတာသနာပေါင်းမှာကိုကဒီလမ်းကြောင်းကိုရွေးချယ်တဲ့အခါမှာဘလို့မှဘုံဘုံသဘောထားမတိုက်ဆိုင်ဘူးအချိန်တွေမပေးပေမဲ့ကိုဖြစ်ချင်တာကိုဖြစ်အောင်လုပ်ခဲ့တာရင်းရတာပဲတခါတလေရင်ထဲမှာငိုခဲ့ရတယ်ဒါဘုံဘုံတို့ဝန်ခံတာပဲနော်ငိုခဲ့ရတာတွေရှိတာပဲဘုံတကယ်တမ်းကျတော့ဒီမိသားစုကိုစွန့်လွတ်ဖို့ရေးဆိုတာကပြောတာလွယ်တာတကယ်စွန့်လွတ်တဲ့ခါကျတော့ရင်ထဲတော့မကောင်းဘူးဘုံတို့ဒါပေမဲ့တရားလိုချင်တော့မိသားစုစွန့်ရတာပဲနော်စွန့်ရတာပဲတကယ်ကိုရကျင်တဲ့ခါကျတရားအောင်ရကျင်တစ်ခုလိုချင်တစ်ခုစွန့်ရမှာပြက်ပြက်သားသားလှုပ်တဲ့နေညာလှုပ်ရတယ်အဲ့လိုဆိုတော့ဘုံတို့မှာဒီလိုဘဝဒီလိုအနေသားရောက်ဖို့ကိုယ့်အကိုစူးစမ်းခဲ့ရတယ်ကိုရင်ဝစ်ပြီးဘုန်းကြီးဝစ်ပြီးတော့လေဒါဘုံပြီးခဲ့တဲ့တရားတွေမှာလည်းပြောဘူးပါတယ်ကိုရင်ဝစ်ပြီးဘုန်းကြီးဝစ်ပြီးရဲ့နောက်ပိုင်းမှာလည်းဆရာတော်တွေကလည်းဟောလို့ဓမ္မဂရိကဆရာတော်နဲ့တွေ့တော့ဓမ္မဂရိကဆရာတော်ကလည်းသူ့လိုဓမ္မဂရိကဖြစ်စေခြင်းတယ်စာချဘုန်းကြီးနဲ့တွေ့တော့စာချဆရာတော်ကလည်းသူ့လိုစာချဘုန်းကြီးဖြစ်စေခြင်းတယ်
အကုန်လုံးဆရာတော်တွေကသူတို့ရှောက်လန်းခဲ့တဲ့လမ်းစဉ်တွေတိုင်းကိုယ့်ကိုပုံသွင်းကြတာပဲဒါဖုန်းဆရာတော်တွေအားလုံးကျေးဇူးတင်တယ်ကြီးညိုတယ်ဒါပေမဲ့ကိုဖြစ်ချင်တာတောထွက်ပြီးတရားကျင့်ချင်တာအဲ့ဒါဆရာတော်တွေရဲ့လမ်းစဉ်နဲ့ကိုကမလုပ်ချင်ဘူးဒီလိုပဲတရားလေးဟောလိုက်တရားလေးပြလိုက်စားလိုက်တောက်လိုက်စားလေးတင်လိုက်စားလေးချလိုက်အသက်ကြီးသွားပြီးတေရမဲ့ဘဝလေအဲ့လိုမျိုးအဲ့ဒါလေဖတ်တော့လူထဲတော့အစင်မြင့်ပြီမယ်အဲ့ဒါလေအဲ့လိုအဲ့ဒီလမ်းစဉ်ကလေလူထဲတော့အစင်မြင့်တယ်သူ့ပေမဲ့အဲ့ဒါဟိုလိုတာမန်ဘုန်းကြီးတွေရဲ့လမ်းစဉ်ပဲကိုကတာမန်ဘုန်းကြီးဘဝနဲ့လေကိုဘဝအောင်လုံးဝတော့အဆုံးရှုံးမခံနိုင်ဘူးဘုန်းတို့မှာအရင်ဒီအရန်ကြီးတယ်ငယ်ရွယ်နှုတ်ပြုံမှုတွေကျမ်းမာရေးတွေဘဝမှာအနာဂတ်တွေလောကီမှာလည်းအောင်မြင်မှုတွေရအောင်စောင့်နိုင်တာတွေရှိပါရဲ့နဲ့အဲ့ဒီဆုံးလို့ပြီးဘုန်းကြီးဝတ်တာဘုန်းကြီးကတော့တာမန်စာတင်စာကြတရားဟောတရားပြလေးလုပ်ပြီးအသက်ကြီးကြီးဘုန်းကြီးဘွားနဲ့ပြန်တော်မူအဲ့လိုဘွားနဲ့လေဘုန်းကဘွားကိုနေကုန်မချုပ်ချင်လူထက်တော့အဆင့်မြင့်တယ်နော်ဘုန်းကြီးတွေဘွားစာလေးတင်လိုက်စာလေးချလိုက်တရားလေးဟောလိုက်ဒါပေမဲ့အဲ့လိုဘွားနဲ့လည်းမသွားချင်အဲ့ထက်ကိုအတိတ်ပဲပို့ရှိချင်တယ်ကိုကအရင်ကြီးတော့အမျက်လည်းကြီးကြီးမှရမှာအဲ့တော့ဘုန်းကတရားရမှာဖြစ်တရားထုတွေရအောင်ကြိုးစားမယ်မြင့်မြတ်တဲ့တာမန်လူတွေဒါမသိနိုင်တဲ့တရားဓမ္မတွေသိအောင်နှက်ဆိုင်သိမ်မွေးအစစ်မြင့်တဲ့တရားတွေသိအောင်အသက်ဆုံးပြီးကြိုးစားမယ်အဲ့တော့ဘုန်းကြိုးစားနေကြတယ်ငယ်ငယ်လေးတွေကအဲ့ဒါတာမန်ဟိုလိုတမန်ရိုးကြတရားဟောတရားပြစာတင်စာချကောင်းတယ်နော်အဲ့စာတော်တွေဘုန်းတော်ပြစ်မှားတာမဟုတ်ဒါလည်းသူတို့လမ်းစဉ်တယ်ဘုန်းကအဲ့လိုမျိုးဘဝနဲ့လေဘဝနေကုန်မချုပ်ချင်အဲ့ထက်ကိုထူခြားတဲ့အဲ့ထက်ကိုအစစ်မြင့်တဲ့အဲ့ထက်ကိုတကယ်ရဟန်းဝေယချင်းရဲ့ရည်ရွယ်ချက်ကနိဗ္ဗာန်ရောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်တရားတွေသိမြင်ဖို့ဆိုတဲ့အဲ့ဒီကိုဘုံကသွားခြင်းတာအဲ့ဒီသွားဖို့အတွက်လည်းဘုံကြိုးစားတာအဲ့လိုမျိုးသွားဖို့အတွက်လမ်းကြောင်းကဖြောင့်ပြတ်လာဆိုတကယ်တော့ပန်းခင်းလန်းဆိုမရှိပါဘူးစာလေးပဲရှိတာနော်ဘဝမှာအကုန်လုံးဒါစုခင်းလန်းနေတကယ်ဒါခရောင်းလန်းနေပဲရှောက်ရတာပဲပန်းခင်းလန်းဆိုတာမရှိဘူးပံ့ပိုးပေးမဲ့သူဆိုတာကတကယ်တော့ရှားရဆွဲချခြင်းတဲ့သူကြီးအများတယ်ဆွဲချခြင်းတာကိုယ်လေအများကြီးပဲအဲ့တော့ဘုန်းတော်အချိန်နေပေးမှဆိုတာကိုစင်ကြယ်မပေးဖို့ဘုန်းပြောလို့တာကိုဖြစ်ချင်ဖြစ်အောင်လုပ်အချိန်နေအခွင့်အရေးဆိုတာရနိုင်မှာတော့မဟုတ်ဘူးဘယ်တော့မှလည်းအားနေမှာမဟုတ်ဘူးမအားရင်အားလို့တရားအထုတ်ချိန်မရဘူးဆိုတာကဒါကိလေသာကိုစင်ကြယ်ပေးတာနော်ဥပမာတချို့ပြေလေမအားဘူးတာပြောတာဖုံးကြည့်ချိန်ကြတော့အားဟောတငယ်ချင်းနဲ့စကားပြောလို့ကြတော့အားနေအဲ့ဒါမဟုတ်တော့ဘူးပဲလေလုံးဝစကားပြောချိန်မရှိအောင်အလုံးများတာလားဆိုတော့ဘယ်မဟုတ်ဘူးဘလောက်အလုံးများစကားပြောချိန်တော့ရတယ်ဟုတ်ပြီနော်အဲဆိုတော့တကယ်တရားရခြင်းကိုမေးစင်ကြယ်မပေးနဲ့ကိလေသာရဲ့လှည့်စားချက်တွေရှိတယ်လူပြီးတော့ဘာလာလောက်တာလဲကိုဘဝကိုဘလို့ပုံစံနဲ့ငါအဆုံးတတ်မလဲဥပမာဘုန်းတော်ဖះလောင်းသူ့မိတာယတိဖះလောင်းသူ့မိတာယတိကသူ့တာယတိဘဝမရောက်ခင်မှာသူ့မိတာဟောလို့တထေးသားလေးပေါ့နော်သူ့မိတာတထေးသားလေးကိုသူ့ရဲ့ဗန္နာဆိုးကြီးကဒါဟောလို့တထေးသားလေးကိုလိုက်ပြတယ်ဒီယရနာတွေသူမှယရနာတွေထည့်ထားတဲ့ဂိုတော်ကြီးတွေလိုက်ပြတယ်နော်ဘုန်းတော်အခုခေတ်လိုမျိုးယရနာလေးတွေဒါမိကတက်တာလေးတွေတင်းရတာမဟုတ်ဘူးဟိုမှာဂိုတော်လိုက်ရှိတာတကယ်ဒါကြောက်တံပရံများတွေအပုံလိုက်အဲ့ဒါကိုသူ့ရဲ့ဗန္နာဆိုးကြီးကဟိုလိုတထေးသားဟိုလိုသူ့မိတာတထေးသားကိုဒီယရနာတွေကတော့တင်တထေးသားရဲ့အမေဘက်ကဘိုးဘွားစင်ဆက်ပိုင်ဆိုင်ခဲ့တဲ့ယရနာတွေဖြစ်ပါတယ်ဆိုအများကြီးပဲဂိုတော်လိုက်ပြတယ်နော်ကြောက်တံပရံများတွေပုံထားတာရွှေငွေတွေဒါအမေဘက်ကယရနာတွေအမေဘက်ကအမေအဖွားစသည်ဖြင့်ဘိုးဘွားစင်ဆက်ချမ်းသာလာခဲ့တဲ့ယရနာတွေဖြစ်ပါတယ်ဒီဘက်ကယရနာတွေကတော့အဖေဘက်ကအဖေရဲ့မျိုးရိုးစင်ဆက်တစ်လျှောက်လုံးသူတို့ကဘိုးဘွားလိုက်မျိုးရိုးလိုက်ချမ်းသာတဲ့သူတွေဆိုတော့လေဘိုးဘွားအစင်ဆက်ချမ်းသာခဲ့တဲ့ယရနာတွေဖြစ်ပါတယ်အတင်တရေသားဒါတွေကိုစင်းစရာနဲ့အတင်တရေသားကိုအပ်ပါတယ်ဗန္နာဆိုကြီးကနော်ဟိုတရေသားကိုအပ်တာအဖေမေတွေဆုံးသွားတဲ့အခါမှာသူကပိုင်ဆိုင်မှုစည်ရင်းတွေအပ်တာပေါ့အခုကိစ္စဆိုရင်လည်းဗန်စည်ရင်းတွေဘလောက်အပ်တယ်လို့ဟိုမှာအဲ့ကိကလာဗန်မရှိတော့ယရနာတွေပဲရှိတယ်အဲ့ယရနာတွေကိုစင်းစရာနဲ့အဖေဘက်ကဘလောက်အမေဘက်ကဘလောက်